သာလာဝရီမြို့တော်သာလာဝရီမြို့တော်ဟာတစ်ခေါက်တော့လာရောက်လေနဲ့တော့သာလာဝရီမြို့တော်သာလာဝရီမြို့တော်ဟာတစ်ခေါက်တော့လာရောက်လေနဲ့တော့ဗမာရဲ့သမိုင်းဝင်သာလို့ရှိအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ကြောင်မြောင်းထဲမှာမုံရွာကနေဆိုင်ဝဲလာဖွင့်ထားတဲ့မုံရွာတောင်မာတော်မိရှိဆိုတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါဆိုင်ရမိရှိကိုဘာလို့တောင်မာတော်မိရှိလို့ခေါ်ရတာလဲဆိုတော့မုံရွာမြို့အရှိပဲကြောက်ကနဲ့ဘောဒီတစ်ထောင်ကြားမှာရှိတယ်တောင်မာတော်ရွာသားတွေကစုပြီးတော့မိရှိကိုလက်ဆင့်ကဲရောင်းချကြတာမို့လို့တောင်မာတော်မိရှိဆိုပြီးခေါ်ကြတာလို့သိရပါတယ်ဒီဆိုင်လေးမှာတောင်မာတော်မိရှိပြင်မန္တလေးမုတ်တီမန္တလေးထမင်းတုံနဲ့မုံရွာကြော်စုံလေးတွေလည်းရပါသေးတယ်။ဆိုင်မှာသုံးတဲ့ကုန်ကျန်းတွေနဲ့မုတ်ဖတ်ဆိုရင်လည်းမန္တလေးနဲ့မုံရွာကနေမှာတာလို့သိရပါတယ်။ကျွန်တော်မှာထားတဲ့ပွဲတွေအရင်ဆုံးမုတ်ဖတ်ကိုယူပြီးတော့ပြုတ်ပါတယ်။ဒါကတော့မိရှိထဲမှာထည့်မဲ့အမယ်လေးတွေပါ။မုတ်ဖတ်ရပြီဆိုတော့ဆယ်လိုက်ပါတယ်။အရင်ဆုံးပကံနဲ့မုတ်ဖတ်ထည့်ပါတယ်။ဘဲဘဲပေါက်ထည့်တယ်။ရတာမုတ်ထည့်ပါတယ်။မုတ်စိမ့်နှုံးလို့ခေါ်တဲ့ကော်ရီထည့်ပါတယ်။ပြုံးနန်နန်ကြက်သွန်ပြူကြီးထည့်ပါတယ်။ပဲငပိထည့်ပါတယ်။အကျွတ်ကြော်ထည့်ပါတယ်။ကြက်သားညက်ထည့်ပါတယ်။စီမွေးနဲ့ကြက်သွန်ကြော်ထည့်ပါတယ်။ငရုတ်စီချက်ထည့်ပါတယ်။ဝက်ပြင်လို့ပြီးပါပြီ။တွဲစားဖို့အတွက်မုံရွာကြော်စုံလေးလည်းမှာလိုက်ပါတယ်။ကျွန်တော်မှာထားလေးတွေအကုန်ရပါပြီ။ဒါလေးကမုံရွာတောင်မာတော်မိရှိကြက်သားနဲ့ပွဲပါတပွဲ9000ကျပါတယ်ဒါလေးကတော့မုံရွာအကျော်ဆုံးပါအကျော်တစ်ခု900ကျပါတယ်ဒါလေးကမကြီးခြင်းပါဒါကတော့မိရှိနဲ့တွဲစားရတဲ့ပဲတီခြင်းပါဒါလေးကတော့ဟင်းကြိုပါမိရှိလေးကိုနှံ့အောင်တရားနေပါမယ်စားပါပြီသူ့ရတာခေါက်ဆွဲတာဤလေးနဲ့ချင်းငံဆက်မျှတာတဲ့ရတာလေးပါဘင်္ဂပိနဲ့မူမွေလေးနဲ့စားလို့တော်ကောင်းပါတယ်ပေးထားတဲ့ပဲတီချင်းလေးကလည်းစားလို့ကောင်းပါတယ်ဟင်းကြိုလေးတောက်ပါမယ်အကျော်စုံလေးစားပါမယ်မပဲကြော်လေးကလေကျွတ်ရွာပြီးတော့စားလို့ကောင်းပါတယ်သူ့မကြီးချင်းလေးကတော့လုံးဝအသက်ပဲဘရာကြော်လေးစားပါမယ်တူဦးကြော်လေးစားပါမယ်အကျော်လေးတွေကအကုန်လုံးစားလို့ကောင်းနေတာပါဒါတော့မန္တလေးထမင်းတုပ်လေးမှာထားတာပါထမင်းတုပ်နဲ့တွဲစားဖို့အတွက်ပဲငပိကြောက်ကြော်ဒါလေးကတော့ငပြရေးချက်လေးပါမန္တလေးထမင်းတုပ်လေးကတော့စားဘူးနေချာမန္တလေးထမင်းတုပ်ကြီးလက်ရနဲ့မတူပါဘူးအတုပ်တွေထဲမှာပဲငပိထဲထုတ်ထားတဲ့ရတာလေးပါငပြရေးချက်နဲ့ပဲငပိကြောက်ကြော်လေးထည့်စားပါမယ်ငပြရေးချက်လေးကတော့နည်းနည်းဆက်ပါတယ်ပဲငပိကြောက်ကြော်လေးကတော့လေးလေးပင်ပင်ရတာလေးပါကျွန်တော်ကတော့မန္တလေးထမင်းတုပ်ရတာကိုတိတ်အကြိုက်ကြီးတယ်မပပါဘူးအညာလက်ရလေးအနေနဲ့ကတော့တစ်မျိုးစားကောင်းပါတယ်ကျွန်တော်တို့ပဲရန်ကုန်မှာမုံရွာတောင်မာတော်မိရှိနဲ့အကျော်စုံလေးတွေကိုမြည်စမ်းကျင်တယ်ဆိုရင်တော့ကြောင်မြောင်ဓမ္မဝိဟာရလမ်းထဲမှာဖွင့်ထားတဲ့အခုဆိုင်လေးမှာဝင်စားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ